ဂျိုင်းဒီမဲ့တမျိုးဆိုင်ကနေရောင်းတာလေတစ်ဆက်လုံးမှာတသိမ့်မဲ့ပေးရအရန်တန်တာပဲဒီမဲ့ တသိန်း ဟုတ်တယ်လေ online ဝယ်လာတာဆရာရောင်းပေးရ shop ပေးရဒီမှာ discount ချနေရ နေဝယ်လိုက်တာ ဝယ်လိုက်တာလေအရန်တန်တယ်တစ်ဆက်လုံးမှာတသိမ့်မဲ့ပေးရတာဂျိုင်း ဟာနေသူများရဲ့ပတ်စံကိုလေမတရားအချောင်လူရင်လို့ရမလားဒီဖြစ်နိုင်လားမဖြစ်နိုင်လားစဉ်းစားလေရွှေတစ်ဆက်လုံးကိုလည်းတသိန်းနေဝယ်ဘူးလားအရင်ရော မဝယ်ဘူးလေခုက online ကနေပြီးရောင်းတော့တန်လို့ဆိုပြီးဝယ်လိုက်တာ ဖြစ်နိုင်လားမဖြစ်နိုင်လားနေအုံနောက်ကပါဘူးလားနေစဉ်းစားပါလားဒီပတ်စံတသိန်းနဲ့နေဖြစ်နိုင်လားရင်းစုံရောရောင်းမလားရွှေတစ်ဆက်ကိုနေမှရှိရရွှေကိုနေတသိန်းနဲ့ရောင်းမလားဒါကကြားဖြတ်နေလို့ယူလိမ့်နေလေအဲ့ဒါနေကိုလိန်သွားတာဂျင်းထဲသွားတာမတုံးမရဲ့ဒီသူများပတ်စံကိုကြုံမဖြစ်နိုင်တဲ့ဈေးနဲ့ဘာလို့အချောင်လူနေတာလဲနေလို့လောဘကြီးလို့ဒီလိုခံရတာခါတဲ့ဖြစ်နိုင်လားမဖြစ်နိုင်လားမစဉ်းစားဘူးနည်းနည်းပါဆရာရောင်းတာမဟုတ်ဘူး ဘယ်ဆရာမှမရဘူးဝင်းနေအထိမ်းမှတ်တို့အဲ့ဒါမလားဟိုဟာဖြစ်တဲ့နေ့ဒီဟာဖြစ်တဲ့နေ့ဆိုရောင်းတာမလား ချက်ချက်လေးမွေးလေး အဲ့နေ့တွေကိုမတ်လုံးပေးပြီးရောင်းမှနေတို့ယုံမယ်ဆိုတာသိတယ်လေသိတော့သူတို့အဲ့လိုရောင်းတာပေါ့စဉ်းစားကြည့်လေမဖြစ်နိုင်တဲ့ဈေးတွေဒီကလေအုံနောက်ကိုမရှိဘူးခါတယ်သူများပတ်စံပဲလိုချင်တာလက်ကားနေလက်ကား ဒါရလည်းဖြစ်နိုင်လားဟုတ်လားပဲပြောနေတာပဲပြင်း အုံနောက်ကိုက ပြောပြမယ်မရှိဘူး ဟဲ့ငိုးနာလား ဘာလို့လာပြီးတော့တော့သိမှမသိရအောင် ဩဒီမလေးရဲ့ဘွားဒီမို့ဟဲ့ညရိုက်ကွေးရိုက်နေတာလေအဲ့လိုဒီကငိုလိုက်နေလေဒီပြေရှော့ဟဲ့သူများကြီးကြည့်နေပြီဒီမလေးကတ်နာလေး လာပြီးတော့လည်းမသိရအောင် ဒီနေ့ကနေဇက်တိုက်ရတယ်လေဟာအဲ့လိုပြောကြမယ်ဆိုပြီးတော့ဟိုမှာလေကင်မရာကိုကြည့်ရိုက်ကွေးလုပ်နေတာလို့လာအကိုတို့ပြောမယ်တေချာလေးပြောမယ်နော်ပြောလားကူမမျက်ရည်နဲ့မျက်ကွက်ကဲအဲ့တော့ချစ်တော်တို့ကလည်းအဲ့လိုမျိုးအယုံမလွယ်နဲ့နော်အဲ့တော့မပေါက်တဲ့ဈေးတွေမဖြစ်နိုင်တဲ့ဈေးတွေနဲ့မက်လုံးပေးပြီးတော့ဝယ်ပါယူပါဆိုပြီးတော့ဘယ်နှဦးပဲရမယ်ဆိုပြီးတော့ပြောပြစီရောအဲ့လိုမငိုချင်းမျက်ရည်နဲ့မျက်ကွက်မဖြစ်ချင်ဘူးဆိုရင်အယုံမလွယ်ပါနဲ့ဖုန်းနံပါတ်886292929ခွန်6ခွန်292929တွေကိုငွေလဲဗန်ဒီတိုင်းမလွဲခင်မှာဖုန်းဆက်ပြီးတော့အကြောင်းကြားလိုက်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်အယုံမလွယ်နဲ့နော်ရပြီ